တိုင်းမြည်ပြီးဖူးဘလော့ကားလာတဲ့ဈေးတစ်ခုရှိတယ်ဆိုတာသိလားကဲဘယ်နေရာလေးလဲသိတော့လို့ကျွန်တော်ဗဟေတိရင်ဖွက်ကြည့်မယ်ဗျအဲ့လိုဖွက်မနေတဲ့ဒီမှာပြလိုက်တော့ပဲโอเคကျွန်တော် FMB channel ကခဏရောက်တဲ့ဈေးကိုရောက်နေပါတယ်အားနာလားတကယ်ပြောတော့ကျွန်တော်အားနာလားတောင်းမှပါတယ်ဗျာမကုန်ဘူးဗျာအစားတော့တယ်အဲ့ဒီထဲမှာကျွန်တော်နိုင်ယူဖမ်းရှုပ်လိုက်တာနေ့လေ2နာရီနဲ့15မိနစ်ကျွန်တော်ဒီနေ့ထမင်းလဲစားပြီးအချို့တဲမဲ့အစီအစဉ်ကြည့်ရဟဲ့လူကိုသူရဆိုင်ရကြော်နေပြီရရမယ်ဆိုင်ဗျာရှောက်ကောင်းနဲ့ရှောက်စောတော့ကိုသူကပြောထားတယ်အချိုလေးတဲမလို့ပေါ့မိုက်ကျော်အချိုတဲကျင်လို့ရောက်လာမင်္ဂလာမဟုတ်မင်္ဂလာမဟုတ်အချိုတဲမလို့အချိုတဲမလို့အချိုတဲမလို့ရတယ်ရလားအဲ့ဒါမင်္ဂလာပါအမမင်္ဂလာပါအမဆိုင်မဲ့ TNT ပါ TNT မြန်မာလိုကြတော့မြန်မာလိုမရှိဘူးဟောလေကျွန်တော်ဗာပြောပြချင်လဲဆိုတော့ကျင်းမိနိုင်ညာဈေးကတကယ်တမ်းစီတာ4နာရီခွဲအဲ့လောက်ဝန်းကျင်ဆိုစစီပြီအဲ့ချိန်ဆိုလို့ရှိရင်မာကြီးရမဟုတ်ကကြမ်းပါအောင်မလားတစ်ခါတလေလဲကုန်တယ်ခါတလေတော့လဲလူဝင်နေတော့လဲကြမ်းတာမဟုတ်လေကျွန်တော်ဆိုချင်တာအခုဒီဟာကအမဒီမှာဟိုနေရာဒီနာနည်းနည်းရောင်းပြီးသွားတယ်အခုကဒါ2နာရီတော့မခွဲသေးဘူးကြမ်းနိုင်မှာမလားပူတင်ကတော့အမြဲကြမ်းပူတင်ကအမြဲကြမ်းအမပို့လောက်ထားတာလောက်ထားတယ်ဟုတ်ပြီ5 ဘန်းလောက်ထားတယ်အယောင်းရဆုံးကကြောက်ဥပူတင်ဟုတ်ပြီမတို့ဆိုင်မှာအယောင်းရဆုံးကကြောက်ဥပူတင်ပြီးရင်ဒူးရင်ပူတင်ရှိတယ်ချစ်ပူတင်ရှိမယ်အုံလို့တာပူတင်ရှိမယ်တုံးတက်ကြောက်ကြောစမိုင်းရွှေကြီးစုံမွေးကြောက်ကြောတရက်တီးကြောက်ကြောစတော်ဘယ်ရီကြောက်ကြောရိုးရိုးအုံလို့ရွှေကြီးအုံလို့ကြောက်ကြောပြီးရင်ငပြောရွှေကြီးရိုးရတာဘူးလုံးနောက်ထပ်လည်းအများကြီးရှိသေးတယ်ဟုတ်လားပမာလည်းမှာဖွက်ထားလားအိမ်မှာဟောအိမ်မှာတော်သေးရပါမှာရောင်းမှာဆိုလို့ကျင်းပနိုင်ညာသေးမှာတော့ဗျာဒီကမြန်မာမုတ်ဆိုင်တွေရှိပါတယ်အများကြီးရှိတဲ့ထဲမှာကျင်းပနိုင်ညာသေးကပါတယ်ဗျာအဲ့မှာမှကျွန်တော်တို့ကဒီဆိုင်လေးနဲ့ဓာတ်ကြွားတာပေါ့ဗျာမှန်တော့အမကိုယ်တိုင်လှုပ်တာရောင်းချင်လို့လှုပ်တာမဟုတ်ဘူးမှန်တော့မုတ်ဝါဒနာပါလို့လှုပ်တယ်လှုပ်ရင်းကနေပြီးတော့စီးကြိုလေးဝင်လာတော့စီးကြိုပြအောင်ဆိုပြီးတော့မုတ်လေးရှောက်လှုပ်ရင်းနဲ့စရောင်းပြစ်တာရောင်းပြစ်ရင်းနဲ့မှအဓိကအမျက်အစွန်းကြောင့်မဟုတ်ပဲနဲ့လေစားသုံးသူတွေကိုအရသာကောင်းလေးတန်ရှင်းလေးနဲ့လေဘာမှဘေးထွက်ဆိုးကျူးမရှိတဲ့တဘာဝနွားတို့အုံတို့တဘာဝဂျုံကောင်းရင်ရွှေကြည်ဒါနဲ့ပဲစေတနာနဲ့လုတ်ပြီးတော့စရောင်းရင်းနဲ့မှရောင်းပြစ်သွားတာဘယ်နှစ်လောက်ရှိပြီမရောင်း2 နှစ်ပေါ့2 နှစ်ရှိပြီဘာမဟုတ်လို့ခေါ်လဲအဲ့ဒါကြောက်ကြော3တက်ကြောက်ကြောအပေါ်ကအမပြောတဲ့ whipping cream ပါတဲ့ဟာမဟုတ်ဘူးမဟုတ်အပေါ်ကပါလဲမအဲ့ဒါကြတော့အုံလုံးနဲ့ secret secret ဟုတ်ဒါယူရီးယားနီယူရီးယားနီပြောရင်တော့ယူရီးယားမှာတင်နေဆရာမတင်ပြီးရ3တက်ကြောက်ကြော3တက်ကြောက်ကြောဟုတ်ပါနှင်းတောင်လို့လဲတင်းတောင်ကြောက်ကြောလို့လဲအမတို့ကပြောတယ်နှင်းတောင်ကြောက်ကြောအမျိုးပြောနေတာပေါ့ငါမောင်လေးရဲ့ဒါကြောက်ပါလဲမဒါ pudding cream ပါတယ် whipping cream ပါတယ်အုံလို့တာကူအုံလို့တာကူလေဒါယူရီးယားဆုံးမှုကြောက်ဆုံးမှုကြောက်ကြောကျွန်တော်ကျွေးမယ်ရအဲ့လိုပုံစံလေးရပါလားလို့ဒါဘာလဲဆိုတော့ကျွန်တော်တို့ channel မှာပေါ့ဗျာဒါမြန်မာမုံနဲ့ပတ်သက်ပြီးတော့ဆိုဒါဒုတိယဆိုင်ဗျာနော်ကိုပြောဟုတ်တယ်ပါရိုက်ထားသေးတယ်မရိုက်ပါဘူးနော်ဒုတိယဆိုင်ဟုတ်ပါတယ်ဟုတ်တယ်ကျွန်တော်တို့ဒါဒုတိယဆိုင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဆိုင်တစ်ဆိုင်ရိုက်ပြီဆိုလို့ရှိရင်စိတ်တိုင်းမကြဘူးဗျာဥမာအရာသာဈေးနှုန်းလောက်ထားတဲ့ပုံစံစိတ်တိုင်းမကြကျွန်တော်မရိုက်ဘူးဒါတိုင်းလုံးဝဒါကျွန်တော်တို့ဒုတိယဆိုင်ကဲဟုတ်ပြီဗျာပူတေးတွေကြောက်ကြောတွေလည်းတွေ့ပြီးသွားပြီနောက်ဆုံးဒုတိယတစ်ချက်ကဘာလဲဆိုတော့ဈေးနှုန်းဗျာဈေးများတော့2000အနည်းဆုံးက1000ဘယ်ရတော့ကြောက်ကြောတွေဟုတ်ပါကြောက်ကြောအုံတို့ကြောက်ကြောစတော်ဘယ်ရီတင်ရင်ကြောက်ကြောတရက်တီးကြောက်ကြောဆုံးမကြောက်ကြောအဲ့ဒါ1000လားဟုတ်ကဲ့ဟုတ်ပြီကျွန်တော်တို့ရဲ့ line ကိစ္စဘူးဘလော့ကစားရတော့မိုက်သမီးချင်းမစားရင်ပါကျွန်တော်မိမအတွက်ပါဆယ်လေးတော့ဝယ်သွားအောင်စားပြီဟမ်စားကျွန်တော်မိမဒီကဟိုနေ့ရငါပြင်မဲ့ထွက်သွားလိုက်မယ်ဒါပါလို့စားအောင်ပါကက်ကြံသေးကြောက်ကြောဆိုတဲ့ပုံစံတိုင်းပဲတုံနေနင်းကြည့်ရတယ်တုံချွေးတွေထွက်ပြီးတုံနေတာသူလည်းကလုံးကြီးနေပြစ်ကုန်ဒါလေးကိုရင်ဈေးဥဖောက်လိုက်ပါဗျာဒီစိတ်နေမှာပြောသိရဲ့တော့ဒီတော့သူစပြီးစားလိုက်တာပုံမှန်ဆိုလို့ရှိရင်တော့ချိုနေမှစားကောင်းတယ်ဆိုတဲ့အရာတွေရှိတယ်ဒီမြန်မာမဟုတ်ကချူရဲရဲတွေနည်းနည်းလေးအချိုကဲမှစားကောင်းတယ်သူကကြတော့သူကိုနိုင်ကစီးချိုဖြစ်ထားမှုတဲ့လက္ခဏာရှိတော့အချိုမကဲတာအောင်အစိမ့်ဘက်ကိုသွားတာ
ဆိုင်ဖွင့်တက်တဲ့2နှစ်နောက်မှရှိရောင်းကောင်းတယ်အိုးတာဘာဖြစ်လို့လဲဆိုတော့စားကောင်းဒါလေးပဲကျွန်တော်တို့ပြောမှာမဟုတ်သူကစားကောင်းပြီလား မိုင်တို့ကလည်းပြတ်တယ်နော်ကိုကြိုက်တဲ့ဟာပဲကိုရောင်းတာမကြိုက်တဲ့ဟာမရောင်းနော်အဓိက तू ကြိုက်တာနော် तू ပြောမှဆိုင်ဖို့မှာအကျွန်တော်ထည့်ပြောလိုက်မယ်နော် तू ပြောမှဆိုင်ဖို့မှာပူလိုက်တာဗျာသမင်းစားပြီးတော့ဟိုဘက်မှာသမင်းစားကျွန်တော်ဒီဘက်ဈေးရုံထဲဝင်ပြီးတော့မှအချို့တယ်လာကျွန်တော်ပြ လာပြီကိုလာပြီ ကျွန်တော်ကခုနကမတူတဲ့ဟာလေးကိုဒီဟာကရိုးရိုးရွှေကြီးပေါ့ဗျာဒီဟာငပြောရွှေကြီးရဲ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတယ်ပန်းရောင်လေးတန်းနေရလေဟုတ်တယ်နော် ဟုတ်တယ် အဲ့ဒါပါတယ်ပြီးွားရင်ဒီမှာလုံးဝ share ဖြစ်မဲ့ဒူးရင်ပူတင်ပါမယ်ပြီးရင်စမိုင်ပါမယ် စမိုင်ရွှေကြီး စမိုင်ရွှေဟာဒီလိုစားရင်လည်းတော့စားကြည့်ပဲဒူးရင်ပါလားနန်းကြည့် ရောက်လာရ ဟုတ်တယ် ပတ်ပြီးစားနေရတယ်ဟုတ်တေးကြောင်နောက်တစ်လို့ထပ်စားကြည့် ဆွဲပဲ တော်တော်ကောင်း ကြကြပြောလို့မကြောက်ဘူး တော်တော်လေးကိုကောင်း โอเคဆိုတော့ဟိုမှပြောရဒီဘောကတိန်လွာတွေရောတိန်တွေရောသိပါအဲ့လို တရုတ်တိုင်းကကြည့်နေရ တိုင်းကကြည့်နေရဟုတ်တယ်ဗျသူ့ဟာလေးကဒီဘောဟာလေးရတယ်မသိလို့ရှိရင်ကျွန်တော်တစ်ခေါက်စားဘူးတိန်ုံစားရတယ်တဲ့ နဲ့လုံးဝတိန်လို့တာတို့ပါဘောငယ်တော့ကြည့်တိန်လို့နဲ့အတွင်းရတွေရပါဦး အာကျွန်တော်ရင်တော့ဦးလေးကပိုးဝင်းသားရဲ့တိုင်းဝင်းညင်လို့သိရမှာပြီးတော့ရှိရင်ရေခဲတောင်ကြာပွဲရေခဲတောင်ကြာပွဲဘေးနားမှာရှိတယ်ဟာပြစ်ပဲဗျဒီဟောထွက်ကို ဒါငါပြောသေးရွှေကြီး စမိုင်းနဲ့လောက်တာရှိတယ်ငပြောသေးနဲ့ရှိတယ်ကုန်းသေးနဲ့ချုံနဲ့လောက်တာရှိတယ်ဒါဒီမကြီးอ่ะသူ့မုံရုံရုံကြည်ကြည်ပိုင်နိုင်တည်ကြရောင်းနေရအမမေးလိုက်တဲ့မေးခွန်းကျွန်တော်သဘောကျတယ်တကယ်ကောင်းတာလားအမကိုယ်တိုင်ပြောရတယ်လေမောင်လေးစားကြည့်ကောင်းတယ်ဆိုတာတကယ်ကောင်းတယ်တကယ်ကောင်းတယ်အဓိကကလေအချို့မပြင်းဘူးဟဲ့လားအဲ့လိုချိုရဲကြီးကိုမပြတ်ဖဲနဲ့အဲ့လိုစိမ့်လေးစားကောင်း ဒါကကြတော့စွန်းမွေးအပေါ်ကအုံးတို့တွေပါတယ်ဒါရေခဲတောင်ကြာပွင့်ရဲ့ဘေးနားတက်နေရဲ့ရေကြီးနဲ့လှုပ်ထားဘာလို့ပြောမလဲဘာအဲ့ဒါလေးကို အဲ့ပဲပြင်းနေရတာမသိ စောင့်တယ်โอเคဒါ ကျွန် က တော်ကခက်လန်းအဲ့ဘဲကိုရိုက်နေဘာလို့ဒီဘက်တိုင်းကျန်းနေတူတူပါလားတွေ့ရတယ်ကိုရန် တ တော့ ကယ်နားတွေပါဂျုံပလန်မေးဖို့ဒါကိုဘလို့ခေါ်တာဒီတုံပြည့်နေတာသူကဆိုကရုံငင်ပြည့်နေတာအုံးတို့တာကူကြီးဒါကဦးလေ လောက်ပြန်ပြီနေ ဟုတ်ဒီအပေါ်ကလေအုံးတို့တာကူမြင်လေဒီအပေါ်ကအနှစ်လား ရွှေကြီးတော့ ခွန်ကျွေးကွာ ဟောတေးဦးတော့အုံလို့တာကိုကျွန်တော်ထပ်ပြောပါဗျာဆိုတော့ရေခဲတော့ကြာဝင်းတယ်တော့စားကောင်းပြီတယ်ဟောပြောဒီအပေါ်ကအနှစ်ကြီးကိုတေးချရိုက်ထားတာဖြစ်ပဲအဲ့တုံးလုံးကြီးဒီတာကူကတော့အဲ့လိုမဟုတ်ဘူးအဲ့အပေါ်ကလေအဲ့တွေ့လားအဲ့ဒါကြီးကလုံးဝမချိုးဘူးနော်မချိုးဘဲနဲ့ကိုစားကောင်းတယ် နောက်တစ်ခုကစမိုင်းမစားရကြဆိုင်ရကျွန်တော်လာပြောတယ်ဟိုသူရခမရဟိုတကြောင်ပြောလာတယ်ဘာလဲဆိုတဒုံးဆိုတဒုံးနဲ့အပြုံးနဲ့စားရမှာတဲ့ဒါပေမဲ့ကျွန်တော်သူပြောတော့ကျွန်တော်ရည်ချင်သွားတယ်ကျွန်တော်ကြပါဆိုတဒုံးဆိုတဒုံးကျွန်တော်ကဒုံးကြီးနဲ့စားကျွန်တော်ကဒုံးကြီးနဲ့စားအမလာရပါလို့ခေါ် strawberry တင်ရင်ကြောက်တယ် strawberry ကိုဒိန်ညင်လောက်ထားတော့မှကြောက်ကြောပြန်လောက်တာကျွန်တော်အဲ့ဒါလေးစားကြည့်တယ် ဘာများလဲလို့စားကြတာပဲ ကျွန်တော်ကလုံးမြတ်စားဖို့အတွက် တဒုံးယူလိုက်ပြီ ကြောက်ကြောဒါလေးဆိုဘယ်လောက်မှ တစ်ထောင် ဒါတစ်ထောင်ဝိုးပြောမိုက် အမွေးလေးလား ပြပန်လေးပြပန် စားပဲ စားအောင်မလား မိုင်းရပါကြီးနေအမအတန်ထွက်အောင်ရေဟုတ်တယ်မိုင်းအတန်ထွက်အောင်ရေအမမိုင်းရကြီးလို့ ကျွန်တော်ပြောတော့နောက်ကကြိတ်ရီနေတာ ဘယ်လိုလဲနောက်တစ်ပတ်တည်းမိုင်းဟုတ်ကြည့်ပေးပါဦးဗျဟုတ် လူဆိုင်လာရဲ့ကြောင်လေး ဟာ အိုးမမီ
မမီပြီ ကျွန်တော်တို့ကျွေးရဟုတ်လေတကယ်ကျွေးလိုက်တာ စိတ်နှလုံးကြောက်ကြော ဟုတ်တယ်ဗျာကြောက်ကြောလောက်ထားပဲမဲ့အနက်ကတော်တော် fine နေလေကျွန်တော်က strawberry တင်ရင်စားပြီးသားဖြစ်တဲ့ကောင်ကျွန်တော်တကယ်ချင်းကလုံးကြီးကျွန်တော်ကျွေး တတုံးကြွေးကြည့်ပါပဲဆိုတော့ကျွန်တော်တကယ်ချင်းပေးတဲ့စိတ်နှလုံးကြောက်ကြောဘယ်တော့ဟာလာပါလဲဘာလဲဆိုစိတ်နှလုံးတည့်ရသည်တို့သိရပါအဲ့ဒါကြိုက်တဲ့လူဆိုလို့ရှိရင်တော့တော်တော်လေးကြိုက်ပါပဲလာပြည့်ကလို့ရှိရင်ဒီဆိုင်လေးကိုဝင်ကြည့်ပါလို့တော်တော် fine ပါလေသူ့အရသာလေးတွေတေးချတက်တက်ရဲ့လေး တောင်းပါဗျာအဲ့ဒါရောင်းတဲ့လူကပြဖို့ စိတ်ပါမထားရောင်းတာလို့မဟုတ်ပါဘူးသူကသူရောင်းပါတယ်လို့မိုင်းစားလို့လည်းကောင်းတယ်လောက်ထားတက်တက်ရဲ့တက်တန်ရှိရှိလေးဈေးနှုန်းလေးလည်းတိသွားပြီဆိုတော့အရေးကြီးတဲ့တစ်ချက်ကျတယ်ဟာလေအရေးကြီးတဲ့တစ်ချက် တော့စားနေတယ်လေ ဘယ်ချိန်စားရောင်းလာလဲ ဩတနိုင်လောက်ဆိုရမယ် တနားရီလောက်ဆိုအစုံရပြီလား အစုံတလောက်ပေါ့ အစုံတလောက်တော့တနားရီလောက်ဆိုတေးကြပြီပေါ့ဘယ်ညနေဆိုညဆိုဘယ်အချိန်ထိတေးကြလဲ 6နိုင်လောက်ဆိုရင်တော့ ဒီအဲ့ချိန် အဲ့ လောက် လောက်ဆိုရင်တော့တေချာသေးတယ်6နိုင်ကျော်ရင်တော့ကုန်တယ် အာမခံနိုင်ဘူးပေါ့လာမောကြီးဖြစ်ပဲသွားမောကြီးဖြစ်ပဲစားမောကြီးဖြစ်ပဲနော် အပြေတနာရီတော့ဖွင့်နော်အကုန်လုံးကညီးပေါ်မှာမူတည်နေတယ်ဆိုတော့သူကရည်နေတယ်အားလုံးပဲဆူတောင်းပေးကြပါဒါသူစိတ်ပြောတယ်သူကစိုက်ဖွင့်ပါပါဒါကျွန်တော်တို့ဒီနေ့အတွက်ကြည့်မြင်ညသိမ်းမှာ TND ဆိုတဲ့မြန်မာမုံဆိုင်ကိုကျွန်တော်လာရောက်မြည်ဆန်းကြည့်ရပါငါပြောတော့တမျိုး ဘယ်သူကမေးလို့ခင်ဗျာဘူးဘလောကမီးမစက်လို့ခင်ဗျာဘာလို့ကျဟုတ်ပြီစိုင်းနေရအရေးကြီးသေးတယ်ဗျာကျွန်တော်ကြည့်မနိုင်ညာသေးတဲ့ဈေးကြီးလန်းတဲ့ပထမဆုံးတွေ့တဲ့ဝင်ပေါက်လို့ပြောရမှာပေါ့နော်ဘေးလုံတန်းဟိုအပေါ်မှာဘေးလုံတွေရောင်းနေအဲ့အောက်ထဲမှာရှိတာဒီဆိုင်လေးက TND ရဲ့ဒါပါပဲဘယ်ပြီးဗျာခဏရကျွန်တော်မိမဖုန်းဆက်လာ ဟောအဲ့ပဲဒုက္ခ အေးမမနင်းကြိုက်တဲ့ဟာတွေလေကြည့်ပြနေညာသေးတယ်အေးဝဲလာ ဆိုင်ဟိုမှာဟိုအကြီးကပေါ်နေဖုန်းပေါ်လာတဲ့ပုံပေါ့ မနောက်နဲ့